ကျွန်တော်တို့ဆိုင်ထမင်းပေါင်းမှာပါဝင်တဲ့အရိယာတွေကတော့ပဲပွင့်ရွှေပဲဥနီခရမ်းကျင်တီခိုင်မာမုံညင်းငရုတ်ပွားမုံညင်းပြူငွေနှင်းမိုးပဲပြားဘေဘီကွန်ချက်သားငဖဲသုံးတို့ပဲဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းအားလုံးကိုဒီနေ့တည်းရောပြုတ်ပါမယ်ခင်ဗျာပြုတ်ထားတာတွေရရင်တော့ခဏဆယ်ထားပါမယ်တက်တုံယူစီတာပါမယ်ခုနကဆယ်ထားတယ်အသီးရက်တွေအသားတွေအားလုံးထည့်ပါမယ်ရတာတော့ကတော့ချက်သားမဟုတ်တကြားခယူးကောင်းနေပြီချက်ပြုတ်ရည်လေးထည့်ပါမယ်ခင်ဗျာရတာနေနော်ကော်ရည်တဲ့ငယ်ဒီကောင်းလေးထည့်ပြီးရင်တော့သမင်းပေါင်းလေးရပါပြီခင်ဗျာnói này là lo